အားလုံးပဲမင်္ဂလာပါဒီနေ့ကဆလာအိုင်မိုင်းမလိုက်နဲ့ဆလာအိုင်မိုင်းမွန်အကြောင်းကိုပြပြပါမယ်ဒီထိုင်းစာမှာဆိုလို့ရှိရင် I အတန်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘယ်ဟာသုံးရမလဲဆိုပြီးတော့ဝေခွဲမရဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်ဒီထိုင်းတွေရဲ့စကားလုံးရဲ့80%လောက်ကဆလာအိုင်မိုင်းမလိုက်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဆလာအိုင်မိုင်းမလိုက်နဲ့အရင်စမ်းကြည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဆလာအိုင်မိုင်းမွန်သူ့ကိုသုံးတဲ့စကားလုံးကအလုံး20ပဲရှိပါတယ်အဲ့ဒီအလုံး20ကိုအလွန်မှတ်မိပြီဆိုလို့ရှိရင်အဆင်ပြေပြီပေါ့နော်ပထမဆုံးတစ်ခုကဟောယောအိုင်ရိုင်မိုင်အိတ်ရိုင်ကြီးတယ်ဟောမောအိုင်မိုင်မိုင်အိတ်မိုင်အသစ်ဟောအိုင်ဟိုင်မိုင်ထိုဟိုင်ပြီးတယ်စောအစဖောအိုင်ဖိုင်မိုင်ထိုဖိုင်စပ်ဖိုင်ချွေမချောအိုင်ချိုင်မိုင်းထိုချိုင်သုံးတယ်ဖောအိုင်ဖိုင်မိုင်းအိတ်ဖိုင်မျော်လင့်တယ်စောအိုင်ဆိုင်မိုင်းအိတ်ဆိုင်ထဲ့တယ်ဝစ်စင်တယ်ဟောလောအိုငေါ်လုံဟောလောအိုင်လိုက်လုံလိုက်တခုခုယူသွတ်တယ်ပေါ့နော်ခေါ်ရောအိုင်ခိုင်ဘတူလဲခေါ်ရောအိုင်ခိုင်မိုင်းအိတ်ခိုင်လိုချင်တယ်ဆန္ဒရှိတယ်ဘောအိုင်ဘိုင်စာရွက်စောအိုင်ဆိုင်ကြည်လင်တယ်ဒေါ်အိုင်ဒိုင်ဘယ်ဟာမဆိုပေါ့နော်နော်အိုင်နိုင်အထဲမှာချောအိုင်ချိုင်မိုက်ချိုင်ဟုတ်တယ်တော်အိုင်တိုင်မိုက်ထိုတိုင်အောက်မှာဘောအိုင်ဘိုင်မိုက်ထိုဘိုင်ဘိုင်ဆိုရင်သူကအတန်တိတ်တယ်ပေါ့နော်ခွန်ဘိုင်ဆိုရင်စကားမပြောတတ်တဲ့သူအဲ့လိုမျိုးပြောလို့ရတယ်ယောအိုင်ရိုင်ဒီအမြင်ကိုပြောတာကောလောအိုင်ကလိုင်မိုက်ထိုကလိုင်နီးတယ်ကြောအိုင်ကြိုင်စိတ်ကိုပြောတာဒီလုံး20ကိုမမိရဲ့ကျန်တဲ့ I အတန်ထွက်တဲ့စကားလုံးတွေမှာဆလာအိုင်မိုင်းမလိုက်သုံးလို့ရပါတယ်ဘိုင်ဘိုင်